AI နဲ့ platform လောက်ရတဲ့တွေ့ကြုံ part 4ဖြစ်ပါတယ်မင်္ဂလာပါရှာတော့တော့ဖြစ်ပါတယ် Avatar Studio ကို15ရက်နေပြီးအောင်ဆွဲခဲ့ access တွေရှာရတယ်အဲ့လို DD မျိုးတွေကြတော့ကျွန်တော် third party platform တွေမျိုးမရအောင်ပြီးတော့ကျွန်တော် testing လုပ်ကြည့်တယ်အဆင်မပြေတော့ no AI တော့ no AI မှာပါသေးပဲねကျွန်တော် computer ထဲမှာနေဟိုရတဲ့အဆင့်တွေ design ကို2မျိုး3မျိုးဆွဲပြီးတော့ model 2မျိုး3မျိုးနဲ့ကျွန်တော်တို့ဒီ dressing ကိုပြင်ပြီးတစ်ခုပြီးတစ်ခုပြောင်းလဲပြီးချိတ်ကြည့်ကြတယ်ဟိုကျွန်တော်တို့ architecture ဆွဲရတယ် design plan အကြံချကြည့်ရတယ်အဲ့နဲ့သွားချိန်နေဆိုတာမျိုးလုပ်ရသေးဒီ studio ရဲ့ avatar ကိုကျွန်တော်တို့ကခုနကကျွန်တော်တို့မျိုးပြဒီ metaverse တွေမှာကျွန်တော်ထည့်သုံးပါကျွန်တော်တို့ကသူ့ avatar ကိုမြို့ပြရဲ့ system ထဲမှာပြန်ပြီးထည့်သုံးပါဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က table တွေချိတ်ဆက်နေတာရှိရဲ့အနောက်မှာ database တွေပေါ့နော်ကျွန်တော်တို့ backend server ဘယ်ဘက်အချမ်းကိုသွားပြီးတော့ချိတ်ဆက်မှာလဲဆိုတာလေးကအစားကျွန်တော်တို့ကပြန်ပြီးတော့သူ့ကိုမင်းဘယ်လိုပုံစံ design လေးနဲ့ဘယ်လိုပုံစံမျိုး interface မျိုးနဲ့ဘယ်လို function ပါပြီးတော့ဘယ်လို pattern မျိုးနဲ့ဘယ်လို color themes မျိုးကိုသုံးပြီးတော့ချပေးပါ design ဆွဲပေးပါဆိုပြီးတော့ကျွန်တော်တို့ထုတ်လိုက်တာဒါပေမဲ့အဲ့ထုတ်လိုက်တဲ့ဟာနဲ့မပြီးွားဘူးဒါကကျွန်တော်တို့ပြောလိုက်တဲ့ဟာဒီသူထုတ်ပေးရတဲ့အတိအကျဖြစ်ချင်မှဖြစ်မှာအဲ့ခါကျရင်ကျွန်တော်တို့ကခုနအထဲမှာကျွန်တော်တို့သူ့ကို input ပေးလိုက်တယ် prompt နေပေးလိုက်တယ် design ပိုင်းနေ architecture ပိုင်းနေဒါပေမဲ့ design ပိုင်းနေ architecture ပိုင်းကျွန်တော်ရေးထားတဲ့ဟာတွေကျွန်တော်စီစဉ်ထားတဲ့ဟာအကုန်မဟုတ်ဘူးကျွန်တော်တို့ dashboard လေးတစ်ခုဆွဲဖို့အတွက်အရင်ဆုံးငါ့ကို first landing page တစ်ခုလုပ်ပေးဘာတွေပါမယ်အခုဆိုရင်တော့ကျွန်တော် UI UXလောက်ရတဲ့ rules ပေါ့နော် UI UX လောက်ရတဲ့ rules ကိုကျွန်တော်တို့က AI မှာကျွန်တော်တို့ခိုင်းလို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာ interface မှာဘာတွေပါမယ်နော် login system ဘာညာပါမယ်အဲ့ဒါကိုကျွန်တော် backend ကိုသွားပြီးတော့ connect လုပ်ရမယ် connect လုပ်မယ့် system ကဘာဖြစ်တယ်ဘာနဲ့ရေးကျွန်တော်တို့အဲ့ဒါကို AI ကို prompt ထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တဲ့အချိန်မှာ AI ကပြောထားတဲ့အတိုင်းထုတ်ပေးတယ်လိုတဲ့ဟာတွေကိုသူကသူကောက်ထည့်လိုက်တာရှိတယ်ကိုပြောလို့လိုနေတယ်သူဒီထဲမှာသူဒီထည့်ဖို့လိုနေတယ် variable names တွေကအစပေါ့နော် reference လိုလာပြီဆိုသူကောက်ပြီးဖြည့်လိုက်တဲ့ဟာရှိတယ်အဲ့ဒါတွေကကို့မှာငကိုသတ်မှတ်ထားပြီးသားချိတ်ဆက်မှုတွေနဲ့တိကျခြင်းမှာတူညီခြင်းမှာအဲ့ဒါတွေအကုန်လုံးကကို quantity coding ကိုပြန်လဲစစ်ဆေးပြီးတော့စပြည့်အဆုံးပြန်စစ်ကြတယ်ပြန်စစ်ပြီးတော့ပြန်ပြင်ရတယ်ပြန်ပြီး update လုပ်ရတယ်နော်အဲ့ဒါကျွန်တော် landing page တစ်ခုဆိုတော့ landing page တစ်ခုကိုကျွန်တော်ဒီ update လုပ်လိုက်လို့ okay first phase interface လေးကတော့လုံးဝအဆင်ပြေသွားပြီ okay backend ချိတ်ဆက်တာကိုတော့ကျွန်တော် AI တော့ခိုင်းလို့မရဘူးကိုယ့်ကိုပဲ backend ချိတ်ဆက်တာလုပ်ရတယ်ကျွန်တော်တို့ရဲ့ that's the security reason အရာပေါ့နော်ကျွန်တော်တို့ backend database ဘာညာတင်ဆက်ဖို့ဘာညာအတွက်ကိုလည်းကျွန်တော်တို့ကိုယ်တိုင်ရေးထားတယ်ကျွန်တော် script တစ်ခုတွေဖန်တီးရတယ်ဖန်တီးပြီးတော့မှသူ့ကိုသွားပြီးတော့ချိတ်ဆက်ခိုင်းရတယ် negotiate ပြီးသား script တွေနဲ့လည်းကျွန်တော်တို့ပြန်ပြီးတော့ဒီခုနကရှိမှရှိရဲ့ interface နဲ့ပြန်ပြီးတော့ချိတ်ဆက်ကြတယ်ချိတ်ဆက်ပြီးတော့ first page တစ်ခုရသွားပြီဆို first page နဲ့မပြီးသွားဘူးကျွန်တော်ခုနလို landing page ပြီးတော့ dashboard ရှိသေးတယ် dashboard ကိုကျွန်တော်ကူးဝမယ် okay dashboard ကိုကူးတဲ့ခါကျရင်ဒီဘက်က themes တွေ dashboard themes တွေတူညီအောင်လို့ကျွန်တော်ဘယ်လို navigation တွေကဘာပါမလဲ navigation pattern တွေကဘာပါမလဲ navigation pattern နှိမ့်လိုက်